ဂျပန်မှာအကျွေးစီးတွေနဲ့ပဲပတ်စံချင်းရင်ဘာတွေကြုံရမလဲဂျပန်နိုင်ငံကိုပညာသင်ဖို့ပဲဖြစ်ဖြစ်အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်ပထမဆုံးအကြိမ်ရောက်ရှိလာကြတဲ့မြန်မာလူငယ်တွေနဲ့ကမ္ဘာလက်ခီးသွားတော်တော်များများရဲ့အိတ်ကက်ထဲမှာအများဆုံးတွေ့ရတတ်တာကတော့အကျွေးစီးလေးတွေပဲဖြစ်ပါတယ်ဂျပန်နိုင်ငံမှာ1ယန်9ယန်10ယန်50ယန်100ယန်နဲ့900ယန်ဆိုပြီးတော့အကျွေးစီးအမျိုးအစားတွေကအလွန်တရာမှအများပြားလှပါတယ်ရှင်ဒါကြောင့်မလို့လေနေ့စဉ်နေ့တိုင်းစတိုးဆိုင်တွေမှာမဟုတ်ဝယ်စားရင်ရေတောင်ရင်းနဲ့ပတ်စံအန်းရာကနေမိမိတို့ရဲ့အိတ်ထဲမှာအကျွေးစီးတွေအများကြီးစုမိသွားတတ်ကြတာကတဘာဝပါပဲအဲ့ဒီခါမျိုးမှာအိတ်ထဲမှာလေးလက်မနေစေချင်တာမို့စတိုးဆိုင်ဒါမှမဟုတ်စားတောက်ဆိုင်တစ်ခုခုမှာပစ္စည်းပို့ငွေရှင်းတဲ့အခါကျမှအိတ်ထဲမှာစုမိထားသမျှအကျွေးစီတွေကိုလက်ခုပ်နဲ့အပုံလိုက်ထုတ်ပြီးတော့ဆိုင်ကဝန်ထမ်းတွေစီကိုအလောတကြီးပေးချေတတ်ကြပါတယ်မြန်မာပြည်မှာဆိုရင်တော့အကျွေးစီစနစ်မသုံးကြတော့သလိုရှိတဲ့အကျွေးစီတွေပေးတယ်ဆိုရင်လည်းဆိုင်ရှင်တွေကလက်မခံကြပါဘူးရှင်ဂျပန်မှာကတော့အကျွေးစီအမြောက်အများနဲ့တခါတည်းပေးချေခြင်းဟာဥပဒေအရတရားမဝင်တဲ့လုပ်ရက်တစ်ခုဖြစ်သွားနိုင်လို့အထူးသတိထားရပါမယ်။ဂျပန်နိုင်ငံရဲ့ငွေကြေးဆိုင်ရာအထူးဥပဒေအရဈေးဝယ်သူတူဟာတစ်ကြိမ်ဈေးဝယ်ရင်တူညီတဲ့အကျွေးစီအမျိုးအစားကိုရန်20ထက်ပိုသုံးစွဲခွင့်မရှိဘူးဆိုပြီးတော့အတိအလင်းပြဋ္ဌာန်းတားမြစ်ထားလို့ပါပဲ။ဥပမာအားဖြင့်ကိုကရန်200တန်ပစ္စည်းတစ်ခုကိုဝယ်ယူတဲ့အခါ10ရန်တန်အကျွေးစီပေါင်း20နဲ့စနစ်တကျပေးချေမယ်ဆိုရင်တော့ဆိုင်ဘက်ကမဖြစ်မနေလက်ခံရမှာဖြစ်ပေမဲ့တကယ်လို့အကျွေးစီ20စေထုတ်ပြီးတော့ပေးချေလိုက်မယ်ဆိုရင်တော့ဆိုင်ဝန်ထမ်းအနေနဲ့ဥပဒေအရအဲ့ဒီပတ်စံကိုလက်မခံပဲညင်းပယ်ပိုင်ခွင့်အပြည့်အဝရှိသွားပါပြီ။ဒါကဥပဒေအရတရားဝင်ပြဋ္ဌာန်းထားတာဖြစ်လို့ကိုကအတင်းပေးချေဖို့ကြိုးစားရင်ပတ်ဝန်းကျင်ကစီကံမဲ့သူလို့သတ်မှတ်မဲ့ပြင်ဆိုင်ကနေရဲတိုင်တာမျိုးအထိပါမမျှော်လင့်မဲ့ကြုံတွေ့ရနိုင်ပါတယ်။ဂျပန်အစိုးရကဒီလိုမျိုးထူးထူးဆန်းဆန်းဥပဒေကိုဘာကြောင့်ပြဋ္ဌာန်းထားရတယ်လဲဆိုရင်တော့အဓိကအားဖြင့်အများပြည်သူအဆင်ပြေစေဖို့နဲ့ဆိုင်ဝန်ထမ်းတွေဈေးနှုန်းတွက်ချက်တဲ့အခါအချိန်ကြန့်ကြာမှုမရှိစေဖို့ပါ။ဂျပန်လူမျိုးတွေဟာအချိန်ကိုအလွန်တန်ဖိုးထားတာကြောင့်ကိုကအကျွေးစီတွေကိုတစ်ခုချင်းထိုင်ရင်တွက်နေရင်ကိုနောက်မှာတန်းစီနေတဲ့တခြားဈေးဝယ်သူတွေကိုအကြီးအကျယ်အနှောက်အယှက်ဖြစ်စေလိုပါပဲ။ဒါကြောင့်ဂျပန်မှာအကျွေးစီတွေအများကြီးစုမိလာပြီဆိုရင်ဆိုင်တွေမှာသွားသုံးမဲ့အစားမိမိရဲ့ဘဏ်အကောင့်ထဲကိုသွားအနှံထားတာမျိုးဒါမှမဟုတ်ဘူတာယွန်ကရထားလက်မှတ်ဝယ်တဲ့အလူလောက်စစ်တွေထဲမှာထည့်သွင်းအသုံးပြုတာမျိုးကပို့ပြီးတော့စီကံရှိရာရောက်ပါတယ်။ဒါအပြင်အခုနောက်ပိုင်းဂျပန်မှာ cashless လို့ခေါ်တဲ့ဖုန်းနဲ့ပတ်စံပေးချေတဲ့စနစ်တွေ IC ကတ်တွေကိုပါအသုံးများလာတာမို့ဂျပန်ကိုသွားရင်အကျွေးစီတွေအများကြီးသယ်မဲ့အစားအဲ့ဒီလိုကတ်လေးတွေကိုအသုံးပြုတာကအစဉ်အပြေဆုံးနဲ့အနေအကင်းဆုံးဖြစ်ပါလိမ့်မယ်။နောက်ပြီးဂျပန်နိုင်ငံရဲ့စတိုးဆိုင်ကြီးတွေနဲ့စူပါမားကတ်အများစုမှာအခုနောက်ပိုင်းလူကိုယ်တိုင်ငွေရှင်းပေးတဲ့စနစ်ထက်semi automatic cashier လို့ခေါ်တဲ့စက်ထဲကိုကိုယ်တိုင်ပတ်စံထည့်သွင်းရတဲ့စနစ်တွေကိုအသုံးများလာကြပါတယ်။ကိုကအကျွေးစီးတွေကိုစက်ထဲအစုလိုက်အပြုံလိုက်အတင်းထည့်လိုက်မယ်ဆိုရင်တော့ဆက်ညက်သွားတာမျိုးတွေကြုံရတတ်ပြီးဆိုင်ရဲ့လုပ်ငန်းလည်ပတ်မှုကိုအကြီးအကျယ်ထိခိုက်စေနိုင်လို့ပါ။ဒါကြောင့်ဂျပန်မှာအကျွေးစီးသုံးစွဲတဲ့အခါတန်နိုင်သမျှ20ထက်မကျော်အောင်အမြဲတမ်းသတိပြုဆင်ခြင်ပြီးမှစနစ်တကျသုံးစွဲကြဖို့လိုအပ်ပါတယ်နော်။